လူတွေစွန့်ပစ်ထားတဲ့အိမ်ပျက်ကြီးတွေကိုလိုက်ဝယ်ပြီးတစ်နှစ်ကိုဒေါ်လာ9 သိန်းကျော်ဝင်ငွေရှာခဲ့တဲ့လူတစ်ယောက်မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့အားလုံးအတွက်စိတ်ကူးသစ်အမြင်သစ်တွေရစေမယ့်ဂျပန်နိုင်ငံကတာမန်ရုံးဝန်ထမ်းဘဝကနေအိမ်ချမ်းမြေတရေကြီးဖြစ်လာတဲ့အမျိုးသားတစ်ယောက်ရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်ဂျပန်နိုင်ငံမှာလူဦးရေကျဆင်းလာတဲ့အမျှတောနယ်တွေကျေးလက်တွေမှာလူမနေပဲစွန့်ပစ်ထားတဲ့အိမ်ပျက်ကြီးတွေအများကြီးရှိနေရဆိုတာကြားဘူးကြမှာပါအများစုကတော့ဒီအိမ်ပျက်ကြီးတွေကိုအလကားပေးရင်တော့မယူချင်ကြဘူးလေဒါပေမဲ့ဒီနေ့ပြောပြမယ့်အသက်38နှစ်အရွယ်ဟာယာတိုကာဝါမူယာဆိုတဲ့အမျိုးသားကတော့အဲ့ဒီအိမ်ပျက်ကြီးတွေကိုရွှေဖြစ်အောင်ပြောင်းလဲနိုင်ခဲ့တဲ့သူပါအိုဆာကာမြို့မှာနေထိုင်တဲ့ကာဝါမူယာဟာကလေးဘဝကလေးကအိမ်ချမ်းမြေတွေကိုအယံဝါသနာပါခဲ့တဲ့သူပါဂျပန်အိမ်ချမ်းမြေသတင်းဌာနတစ်ခုဖြစ်တဲ့ရာကူမချီရဲ့ဖော်ပြချက်အရဆိုရင်သူဟာစေချိုတက်အရွယ်တုန်းကတောင်ထိပ်ပေါ်ကရှုခင်းကြည့်အဆောင်မှာသွားထိုင်ပြီးအောက်ကမြို့မှာရှိတဲ့အိမ်ဒီဇိုင်းမျိုးမျိုးကိုငေးကြည့်ရင်ပျော်ရွှင်နေတတ်တဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်ရှင်သူ့ရဲ့ဝါသနာကဘလောက်တောင်ကြီးလဲဆိုရင်တက္ကသိုလ်ကျောင်းတက်နေတဲ့အချိန်သူ့ချစ်သူကောင်းမလေးနဲ့ချိန်တွေ့နေတဲ့အချိန်လေးမှာတော့ရုပ်ရှင်သွားကြည့်တာတို့ပန်းချန်သွားတာတို့မလုပ်ပဲအိမ်ချမ်းမြေအယောင်ပြခန်းတွေကိုလိုက်ကြည့်တာမျိုးလုပ်ခဲ့တာပါတဲ့စဉ်းစားတာကြည့်လိုက်ပါတော့အဲ့ဒီအချိန်ကသူ့မှာအိမ်ဝယ်ဖို့ပတ်စံတစ်ပြားမှမရှိသေးပါဘူးနော်ဒါပေမဲ့အားလက်ချိန်ရတိုင်းအိမ်ချမ်းမြေအကြောင်းကိုပဲဒီဇိုင်းမမှန်လေ့လာနေခဲ့တာပါအဲ့လိုနဲ့ကျောင်းပြီးသွားပြီးတော့ကံဝမူရတယောက်အိမ်ချမ်းမြေအငှားကုမ္ပဏီတစ်ခုမှအလုပ်ဝင်ခဲ့ပါတယ်အဲ့ဒီမှာသူအလုပ်လုပ်ရင်သူ့ဘဝကိုလုံးဝပြောင်းလဲသွားစေမယ့်အဖြစ်အပျက်တစ်ခုကိုမျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရပါတယ်အဲ့ဒါကတော့သူ့ရဲ့အထက်လူကြီးဌာနမှုပါအဲ့ဒီလူကကုမ္ပဏီရဲ့စီမံခန့်ခွဲရေးအဖွဲ့နဲ့စကားများအငင်းပွားရာကနေနောက်ပိုင်းမှာယာဒူးလျှော့ချခံလိုက်ရပါတယ်ဒီဖြစ်ပျက်ကိုမြင်လိုက်ရတဲ့ကောင်မူရရဲ့ခေါင်းထဲမှာအတွေးတစ်ခုဝင်လာခဲ့ပါတယ်သူများစီမှာလာကစားဝင်လို့နေရတာကဘဝအာမခံချက်လုံးဝမရှိဘူးဆိုတာပါပဲအဲ့ဒီအချိန်ကစပြီးသူသဘောပေါက်သွားတာကကုမ္ပဏီတွေမှာယာဒူးတိုးတယ်ဆိုတာကိုယ့်ရဲ့အရေးချင်းနဲ့မဆိုင်ဘူးအထက်လူကြီးကကိုယ့်ကိုသဘောကျမကျမျက်နှာလိုမျက်နှာရလုံနိုင်မလုံနိုင်ဆိုတဲ့အပေါ်မှာပဲမူတည်ရဲဆိုတာပါပဲဒါနဲ့သူဟာသူများစီမှာအလုပ်လုပ်မဲ့အစားကိုပိုင်အိမ်ချမ်းမြေပိုင်ရှင်တယောက်ဖြစ်လာအောင်လုပ်မယ်ဆိုပြီးပတ်စံကိုအသေးအတန်ဆူဆောင်းပါတော့တယ်စူးစမ်းတဲ့သူနေရာရတယ်ဆိုတဲ့အတိုင်းပါပဲသူအသက်23နှစ်အရွယ်ရောက်တဲ့အခါမှာတော့သူ့ရဲ့ပထမဆုံးရင်းနှီးမြှုပ်နှံမှုကိုစတင်နိုင်ခဲ့ပါတယ်အဲ့ဒါကတော့ဘဏ်ကနေလေလံတင်ရောင်းချတဲ့တိုက်ခန်းတစ်ခန်းကိုရန်ငွေ1.8 သန်းအမေရိကန်ဒေါ်လာနဲ့1800လောက်နဲ့ဝယ်ယူနိုင်ခဲ့ပါတယ်ဝယ်ယူပြီးရတဲ့အဲ့ဒီအခန်းကိုပြန်အငှားလိုက်တဲ့အခါတစ်နှစ်ကိုဝင်ငွေရန်3,400,000ပြင်ရပါတယ်အဲ့ဒီအခန်းကို6နှစ်တိငါးစားပြီးနောက်မှာတော့ဝယ်တုံးကဈေးတက်အများကြီးမြတ်တဲ့ရန်4.3 သန်းနဲ့ပြန်လည်ရောင်းထုတ်နိုင်ခဲ့ပါတယ်ပထမဆုံးခြေလှမ်းကတော့တော်တော်လေးကိုလှပခဲ့တာပေါ့အိမ်ပြစ်တွေကနေရွှေတွင်တူချင်းအဲ့ဒီနောက်ပိုင်းမှာတော့ကာရမူရာကသူ့ရဲ့မဟာဗျူဟာကိုနည်းနည်းပြောင်းလဲလိုက်ပါတယ်မြို့တွေကအိမ်နေတဲ့ဆိုင်ကျေးလက်ဒေသတွေမှာရှိတဲ့ပစ္စည်းယူနေတဲ့အိမ်ပစ္စည်းတွေကိုပြတ်မှတ်ထားပြီးလိုက်ရှာပါတော့တယ်အဲ့လိုအိမ်များစုရဲ့ဈေးနှုန်းကရန်သက်တမ်းအောင်မပြည့်ပါဘူးအရန်ကိုဈေးပေါ်တာပေါ့သူကအဲ့လိုဈေးပေါ်တဲ့အိမ်ပစ္စည်းတွေကိုဝယ်ပြီးရင်ငွေအများကြီးမကုန်ပဲမရှိမဖြစ်လိုအပ်တဲ့အပိုင်းလေးတွေကိုတသက်ရဖြစ်အောင်ပြန်လည်မုံမှန်ပြင်ဆင်လိုက်ပါတယ်ပြင်ဆင်ပြီးရတဲ့ချက်ချင်းပဲဈေးချွတ်နဲ့အငှားချလိုက်တာပါပဲဒီနည်းစနစ်ကတကယ်ကိုထိရောက်မှုရှိခဲ့ပါတယ်2018ခုနှစ်မှာတော့သူဟာမယ်ရီဟုံးလို့အမည်ပေးလိုက်တဲ့ကိုပိုင်အိမ်ချမ်းမြေကုမ္ပဏီတစ်ခုကိုတရားဝင်စတင်တည်ထောင်နိုင်ခဲ့ပါပြီလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာပဲကာရမူရာဟာဒီလိုစွန့်ပစ်ထားတဲ့အိမ်ပြက်ပေါင်း200တိတိကိုဝယ်ယူနိုင်ခဲ့ပါတယ်အခုဆိုရင်အဲ့ဒီအိမ်ပေါင်း200ကနေအငှားချထားမှုကြောင့်သူ့ရဲ့တစ်နှစ်တာဝင်ငွေဟာရန်တန်း140ကျော်အမေရိကန်ဒေါ်လာနဲ့ဆို9 သိန်းမြန်မာငွေနဲ့ဆိုသိန်းပေါင်း1000ချီပုံမှန်ဝင်ငွေရရှိနေပြီပဲဖြစ်ပါတယ်ရှင်ဒီလိုအောင်မြင်လာပေမဲ့ကာရမူရာကတော့နှိမ့်ချစွာနဲ့သူ့ရဲ့ခံယူချက်ကိုအခုလိုပဲပြောပြထားပါတယ်ကျွန်တော်နေချင်းညာချင်းချမ်းသာဖို့ကိုဘယ်တော့မှမမျှော်လင့်ခဲ့ပါဘူးအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုဆိုတာရေရှည်ကစားရတဲ့ကစားပွဲတစ်ခုပါစိတ်ရှည်ဖို့နဲ့ဂရုတစိုက်ရှိဖို့အရန်ကိုလိုအပ်ပါတယ်တဲ့ရှင်ကဲပရိသတ်ကြီးသူများတွေအသုံးမကျတော့ဘူးလို့ထင်ပြီးစွန့်ပစ်ထားတဲ့အရာတွေကနေကြီးမားတဲ့ဝင်ငွေတွေရအောင်ဖန်တီးနိုင်ခဲ့တဲ့ကာရမူရရဲ့ဇလန်ကတော့တကယ့်ကိုစိတ်ခွန်အားရစရာပါပဲနော်အရေးကြီးဆုံးကတော့ကိုဝါသနာပါတဲ့အရာကိုစိတ်ရှည်လက်ရှည်နဲ့အကောင့်ထဲပေါ်ဖို့ပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုစိတ်ဝင်စားကြမယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်နောက်ဗီဒီယိုမှာလည်းအခုလိုမျိုးဗဟုတုတရစရာတွေစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ရှင်